Hello အားလုံးပဲမင်္ဂလာပါရှင်ဒီ comment လေးပေါ့နော်မီလီရဲ့ post အောက်မှာမှတ်ထားရှိရဲ့အလုပ်ကိုသူမေးတာကဘယ်နားမှာလဲလို့မေးတာပါရှင်ဟုတ်ကဲ့အလုပ်ကကျွန်တော်မီလီတို့လှဲတန်းစင်တာမှာရှိပါတယ်လှဲတန်းနားမှာပေါ့လှဲတန်းမတ်တိုင်ကိုဆင်းမယ်လှဲတန်းမတ်တိုင်ကိုဆင်းပြီးတော့လှဲတန်းစင်တာအန်နီ M Tower ပေးမာလာမြန်ရိတ်တာလန်ချမ်းမတ်9နှစ်ကိုလာပါမယ်ရှင်တကယ်လို့အင်တာဗျူးလာရှောက်မယ်လုပ်ငန်းကြောင်းနဲ့ပတ်သက်ပြီးသိချင်တယ်ဆိုလို့ရှိရင်သိနေနဲ့ယူဆောင်လာမယ့်ပစ္စည်းကတော့အိမ်အောင်စုမိတ်တူရှိမယ်မှတ်ပုံနေမိတ်တူ CV ဖောင်ရဲ့ license ပုံတစ်ပုံရဲ့ဒါလေးပဲယူလာပြီးပါအဲ့တော့ဒီမှာကကုမ္ပဏီတိုက်ရိုက်ဖြစ်တဲ့အတွက်ကြောင့်တချို့ဆို agency တွေဘာတွေထင်မှာစိုးကြရတယ်ရှိရဲ့အဲ့တော့မီလီတို့ကုမ္ပဏီဒီအဘီယာကုမ္ပဏီတိုက်ရိုက်ခေါ်တာဖြစ်တဲ့အတွက်ကြောင့်ဘာအခါကြီးငွေမှာပေးစရာမလိုပါဘူးအဲ့တော့ရောက်လာပြီဆိုလို့ရှိရင်မီလီတို့ဘက်ကပြန်ပြီးတော့လုပ်ငန်းကြောင်းတွေပတ်သက်ပြီးတော့ရှင်းပြပေးမှာဖြစ်တဲ့အတွက်ကြောင့်အင်တာဗျူးလေးလာရောက်ဖြေတာပို့ပြီးတော့အဆင်ပြေပါတယ်အဲ့တော့လိပ်စာကလဲတန်းစင်နာနီလဲတန်းမှတ်တိုင်မှာလာခဲ့ပါရှင်